တောင်တန်းတွေနဲ့ကာရန်ထားသောကံမောက်ရွာမှာရှိတဲ့တောင်ပေါ်ဘုရားကိုမိသားစုနဲ့အတူသွားခဲ့တဲ့ဗီဒီယိုလေးမှာစိတ်ဝင်စားစရာအကောင်းဆုံးပိုင်းရတော့ဒီနေ့ကတော့ကံမောက်မှာရှိရဲ့တောင်ပေါ်ဘုရားကိုတက်မှာပဲဖြစ်ပါရဲ့မြေပါပဲလေကနေပြီးတော့ဒီနေ့ကတော့တောင်ကိုစတက်မှာပဲဖြစ်ပါရဲ့လမ်းလျှောက်ပြီးတက်ရမှာမဟုတ်ဘူးဒါကတော့ကိုကကျမကိုကိုမသိခင်အရန်အောင်ပြုံးပျော်နေကြတဲ့မောင်နှမတွေပါခုဆိုရင်တော့ပြေအရာအဖေကဒီဖျားတိဆောက်ပေါ်ရစဝေနေကိုအရှိကနေပြီးတော့ဂတ်တယောက်နေမယ်အရှင်းပြနေပါတယ်အခုတက်နေတာကတော့တောက်ချီရေးမရှိသေးတာမို့တအားတော့မမှတ်သေးပါဘူး။ဖျားနာမည်ပြောရမှာဟောလို့မတရားတောင်းပန်လို့တယောက်ပါ။ဒါကတော့ကိုယ်တောင်းတက်နေတာကိုတွေ့ပြီးတော့အနောက်ကနေပြီးတော့လိုက်တက်လာကြတဲ့ကလေးတက်တိုက်ပါ။တောင်းကအရမ်းမြင့်တဲ့အပြင်လေကတက်တွေကလည်းအရမ်းများတော့စမောနေပါပြီ။တောင်လေလောက်ကိုရောက်လာပြီဆိုတော့စမောလာဘာကလေးတအုပ်လည်းပါတယ်ကိုရစမ်းမလျှော့သေးပါဘူးဆက်တက်ပါမယ်ဒီစိတ်ရတော့မြင်တဲ့အတိုင်းပဲတောင်ရဲ့အလဲပိုင်းမှာတော်တော်မှတ်ပြီးတော့တော်တော်တက်ရတာလည်းမောကိုကတော့အားမောလို့ဆိုပြီးတော့ကလေးရင်နဲ့ခုံနှန်းနေမှာခဏနားလိုက်ပါတယ်အမကကိုနဲ့မေကတော့စမ်းမလျှော့ပန်းနဲ့ကျူးစတက်နေကြပါတယ်အေးကအမေနဲ့ကိုကတော့မောလို့ဆိုပြီးတလှမ်းချစ်တက်နေကြပါတယ်တော့ခီးဆက်ပါမယ်ဟုတ်စီတယ်ဟုတ်စီတယ်အေးမရတော့မောနေပါပြီကိုရင်းနဲ့တူတူတက်လာတဲ့ကလေးကတော့မနိုင်တော့ဘူးဆိုပြီးပြန်စိတ်သားပါတယ်ကျူးကျူးကတက်နေရင်းနဲ့ဗတ်အားမောလာတာကြောင့်နန္ဒတွေစားရလာပါပြီစင်ကြပါသေးတယ်စင်ကြပါသေးတယ်မမေကတော့မနိုင်တော့လို့ပြပြတက်လေရတဲ့အချိန်တွေရောက်နေပါပြီတော့ဒီအဆက်ကနေမြင်ရတဲ့ view ပါအပေါ်ကနေမြင်ရတဲ့မြေကွင်းကြောင့်အမောပြပေမဲ့လည်းတက်တက်ရမခီးကိုကြည့်ပြီးတော့မပြောနိုင်ပြန်ပါဘူးဒီကားတွေကအပေါ်ရောက်လာလေလေမက်လာလေဖြစ်တဲ့အတွက်တဲ့နေရာမှာတော့တော်တော်အားယူပြီးတော့တက်ရပါတယ် fighting အပေါ်တက်လာနေတဲ့အမေကတော်တော်မောနေပြီဖြစ်ပေမဲ့လည်းအမရှိအားပေးပါပါရဲ့ရဖို့ခြေလမ်းတွေနေလာပါပြီနောက်ဆုံးတော့ဒီလိုနဲ့စကားပြောရင်းရင်မွေးနေပဲနောက်ဆုံးတော့ဘန်းနဲ့ကိုရရှိပါပြီရှိပါပြီဒါတော့တောင်ပေါ်ကနေပြီးတော့မြင်ရတယ်မြင်ခွေးလေးပါတဘောရောက်လာတာနဲ့မောပြေးပြီးတော့လေလေးရလည်းဖြူဖြူနဲ့အရန်ကိုကောင်းပါတယ်အခုရောက်ရှိနေတဲ့ဘုရားကတော့ကံမောက်ရွာရဲ့အင်းအောင်တောင်ပေါ်မှာတည်ရှိတဲ့အင်းအောင်ဘုရားပဲဖြစ်ပါတယ်အရင်ကတည်းကနေပြီးတော့တည်ရှိနေတဲ့စေတီဟောင်းကိုပြန်လည်မုံမှန်ထားခြင်းဖြစ်ပါတယ်အပေါ်ရောက်လာတဲ့ခန်းစချက်ကဘလို့ခံစားရပါသလဲပြီးပါပြီအခုကတော့ဖြစ်အရန်မုံလုံးလို့ရှူစေးရှူနေရတဲ့အနေထားကိုရောက်နေပါတယ်နိအမိုးဖြစ်လို့လည်းပြီးပြီဆိုရင်တော့ဖះစီမီးတက်ပယ်ပြီးတော့ဖះရှိခိုးကြပါတယ်အင်နော်စီဒီမှာဖះရှိခိုးလို့ပြီးပြီဆိုရင်တော့နောက်ထပ်ကျန်တဲ့ဖះတွေကိုခီးဆက်ကြပါမယ်ရှိရဲ့ကျန်တဲ့ဖះတွေလိုက်ဖူးပါမယ်နေရာတော့အရင်ဖူးပါတယ်ကိုရီရောက်သွားတဲ့ချိန်ကနေ့လယ်7:00 နာရီဆိုတော့နေရာတော့မတရားပူပါတယ်
စီရီယာဆိုရင်ဖြင့်ရွှေရောင်အတိနဲ့တော့ကိုတက်ပယ်လှပါတယ်ဒီနောက်ဘုရားနေပြီးတော့ဆက်ပြီးလမ်းလျှောက်သွားမယ်ဆိုရင်တော့လျှောက်တော်မူနဲ့ရတော်မူဘုရားကိုရောက်ရှိမှာပဲဖြစ်ပါတယ်ဒါကတော့တောင်ပေါ်မှာအသက်တည်ထားတဲ့လျှောက်တော်မူဘုရားနဲ့ရတော်မူဘုရားနဲ့ဆိုပဲဖြစ်ပါတယ်ဘုရားရင်ပြင်ကလည်းတော်တော်ကျဲပြီးတော့ဘုရားနဲ့ဆိုလောကလည်းတော်တော်တက်ပယ်လာပါတယ်ဘုရားရင်ပြင်ပေါ်ကနေကြည့်မယ်ဆိုရင်တော့တောင်တန်းနေကာယံထားရဲ့ကံမောက်ရာရဲ့အလှတရားတွေ့ရမှာပဲဖြစ်ပါတယ်ဘုရားတွေကိုပူလို့ရပြီဆိုရင်တော့နောက်ဆုံးကျန်တဲ့ဘုရားတို့ဆိုကြေးဆက်ပါမယ်အခုကတော့နောက်ထပ်ဘုရားတို့ဆိုခရီးဆက်ပါမယ်တရားကတော့ဘုရားတောင်ပေါ်မှာနောက်ဆုံးပူဖို့ကြံရှိတဲ့နေကယုံဘုရားနဲ့ဘုရားကျောင်းဆောင်ပွဲဖြစ်ပါတယ်အချမ်းဆောင်ရဲ့အပြင်ပတ်ပတ်လေကိုတော့မြတ်စွာဘုရားဖောင်းမြင်တော်မူပုံကိုပတ်ပတ်လေပြသထားပါတယ်။ဘုရားကျောင်းဆောင်ပါဆိုရင်ဖြည့်တောင်ရဲ့အဆုံးဘက်မှာရှိတဲ့အတွက်လေးလေးတဖြူးဖြူးနဲ့တော်တော်အေးချမ်းလာပါတယ်။ဖျားကျောင်းဆောင်ထဲမှာဆိုရင်လည်းဗုဒ္ဓဝင်ပြခန်းတွေကိုအားလုံးနိုင်ရန်နဲ့အပြည့်ဆွဲထားတာကိုတွေ့ရပါမယ်။ဒါအပြင်ဖျားစင်းလူတော်ရဲ့မျက်နှာတော်အားဆိုရင်လည်းအလုံးကိုကြည်ညိုဖို့ကောင်းပါတယ်။ဒီလိုနဲ့ဖျားတွေအားလုံးလည်းဖူးလို့လည်းပြီးပြီဆိုရင်တော့အိမ်ပြန်ဖို့အချိန်နဲ့နီးလာပါပြီ။ဖျားလာတဲ့အချိန်ကလူအလာနဲ့ရဲ့အချိန်ဖြစ်တဲ့အတွက်ဘုရားတောင်ပေါ်မှာတော်တော်လေးကိုတိတ်ဆိတ်ပြီးတော့အေးချမ်းပါတယ်။ကဲလို့တိတ်ဆိတ်လေးနဲ့ဘုရားလဲဖိုးခြင်းနဲ့နားလဲယူခြင်းနဲ့ဆိုရင်တော့ဒီဘုရားလေးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ဒီကဲလို့လမ်းရှောင်းမတက်ချင်ဘူးဆိုရင်လည်းကားလမ်းတို့ဆိုင်ကယ်လမ်းတို့လည်းရှိပါတယ်။ကိုကတော့ဘုရားဖုန်းလို့လည်းပြီးပြီဆိုတော့အိမ်ပြန်มาတော့မယ်။ Bye 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 မြစ်စုတို့ဖျားဖူးပြီးလို့တောက်ပေါ်နေဆင်းတဲ့အချိန်မှာတော့ဖျားဖူးသူတွေစပြီးတော့စီလာပါပြီဒီလိုဆိုရင်တော့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါတော့မယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာဆက်တွေ့ကြမယ်နော်အားလုံးပဲ bye